အားလုံးပဲမင်္ဂလာပါရှင်။မင်းနေ့2020ပြန်လဲကြိုဆိုပါရှင်။ဟုတ်ကဲ့ပါဒီနေ့ကတော့နေအလုပ်တွေလာပြီးပြောပြပေးမှာဖြစ်ပါရှင်။ကဲဖားမအလုပ်ကတော့အလုပ်နဲ့လူကိုကြီးပေါ့နော်။လစာ1400ကနေ1500ပေါ့နော်။နေရကတော့ဒေါ်နီမဲချမှာရှိရရှင်။တထေးမိသားစုကတော့3ယောက်ရှိတယ်တလိမ့်စာမရှိဘူးရှင်။အဲ့ဒါကတော့လူတယောက်ရှိတယ်လူကတော့ဖောက်ဖို့ပေါ့နော်။အကလို့လိုက်ရှောက်လို့နိုင်ပါရှင်ဒါပေမဲ့လူကိုရောက်ဝယ်စားတော့လုပ်ပေးရတာပေါ့နော်။စေးရင်ငိမ့်ပါနိုင်ရက်က4ရက်မနောက်ဆိုအထိခ900ပါပေးပါရှင်။နောက်တနေရာကတော့ရိုးလိုက်တန်းစီလောက်ပါရှင်လာစာကတော့12000နေရာကတော့ဆူလာဌာနေပဲဆက်မှာရှိတယ်ရှင်တဖေးမိသားစုကတော့9ယောက်တလိမ့်ဆက်မရှိဘူးပေါ့နော်နေပဲဆက်မှာသွားနေတဲ့လူလည်းပြမယ်ဟင်းနေပပချက်တန်းမှာပေါ့နော်စေးရိုက်နေပါရှင်နိုင်ရက်က4ရက်မနာဆိုဒီခ900ပါပေါ့နော်နောက်တနေရာကတော့အိမ်တန်းစီလောက်ပါလာစာ12000နေရာကတော့ချူပူလီပဲဆက်မှာရှိတဲ့တဖေးမိသားစုကတော့4ယောက်တလိမ့်ဆက်မရှိဘူးရှင်အဲ့ဒါကနေပဲဆက်မှာသွားနေတဲ့လူလည်းပြမယ်ဟင်းနေပပချက်တဲ့လူလည်းပြမယ်နိုင်ရက်က4ရက်မနာဆိုဒီခ900ပါပေးပါရှင်နောက်တနေရာကတော့အိုက်တန်းစီလောက်ပါလာစာကတော့12000နေရာကတော့စီနာခလီမစ်ဆက်မှာရှိတယ်ရှင်တထေးမိသားစုကတော့9ယောက်တလိမ့်ဆက်မရှိဘူးရှင်အဲ့ဒါကဟင်းနေပပချက်တဲ့လူလည်းပြမယ်အိုက်တန်းစီကိုလုပ်ပေးရတယ်နိုင်ရက်က4ရက်မနောက်ဆိုဒီခ900ပါပေးပါရှင်နောက်တနေရာကတော့အလုံးနဲ့ခလေးထိပ်ပေါ့နော်လာစာ13000ကနေ14000ပေါ့နော်နေရာကတော့ချလုံဖက်ကျက်ဆိုတော့လောကဝိဆက်မှာရှိရပေါ့နော်အဲ့ဒါကတထေးမိသားစု3ယောက်ရှိတယ်တလိမ့်ဆက်မရှိဘူးရှင်ခလေးတယောက်ရှိပါတယ်ခလေးကတော့သူမိမအားတဲ့ချိန်မှာပေါ့နော်အဲ့ဒါ1 2ပြီးတော့လုပ်ပေးရတာပေါ့နော်နောက်တော့ခလေးရဲ့ဝေယဝစားကိုလုပ်ပေးရတယ်နိုင်ရက်က4ရက်မနောက်ဆိုဒီခ900ပါပေးပါရှင်နောက်တနေရာကတော့အိုက်တန်းစီလောက်ပါရှင်လာစာကတော့12000နေရာကတော့မင်ဘူလီပဲချက်မှာရှိတဲ့တသေးမိသားစုကတော့9ယောက်အကြောင်း၄ကောင်ရှိပါတယ်ခွေ3ကောင်ရှိပါရှင်ဒါပေမဲ့အဲ့ဒါကျတော့အဲ့လို့ဒီမှာတရားလောက်ရှိနေပြီပေါ့နော်နောက်ပြီးတော့အိမ်သားစီကိုလုပ်ပေးရတယ်နိုင်ရက်က4ရက်မနောက်ဆိုဒီခ900ပါပေးပါရှင်နောက်တနေရာကတော့အဲ့အလုံးနဲ့ကြောင်ကြည့်ရမှာပေါ့နော်လာစာ13000ပေးတယ်နေရာကတော့နာနီဝါပဲချက်မှာနာနီဝါဆိုရင်40စီးပဲချက်မှာရှိရရှင်တဖေးမိသားစုကတော့3ရက်ကြောင်7ကောင်ရှိပါတယ်ကြောင်တော့စာကျွေးရမှာပေါ့နော်အိမ်သားစီကိုလုပ်ပေးရတယ်စရိတ်နေပါနိုင်ရက်က4ရက်မနောက်ဆိုဒီခ900ပါပေးပါရှင်နောက်တနေရာကတော့အလုံးနဲ့ခလေးထိပ်ပေါ့နော်လာစာကတော့13000နေရာကတော့ဆိုင်မှာပဲဆက်မှာရှိပါရှင်တကယ်မိသားစုကတော့4ယောက်တလေးဆောင်ရှိပေါ့နော်ခလေးထိပ်တဲ့လူတယောက်ရှိနေပါပြီရှင်ခလေးကတော့တယောက်ရှိတယ်2နှစ်အရွယ်နဲ့နနီနဲ့ကိုလာရွယ်ပေါ့နော်ခလေးကကလို့လိုက်ရှောက်လုံးsorryခလေးရဲ့ဝေယဝစားဝယ်လို့ပြရတာပေါ့နော်စေးရိတ်နေပါရှင်နိုင်ရက်က4ရက်မနောက်ဆိုဒီခ900ပါပေးပါရှင်နောက်တနေရာကတော့အလုံးနဲ့ခလေးထိပ်ပေါ့နော်လာစာ13000ကနေ14000နေရာကတော့ဆူဆောပါပဲဆက်မှာရှိရရှင်တဖေးမိသားစုကတော့3ယောက်တလေးဆက်မရှိပေါ့နော်ခလေးတယောက်ရှိတယ်ခလေးကတော့9နှစ်ရွယ်လောက်ရှိနေပြီရှင်ခလေးကတော့ကြီးနေပြီပေါ့နော်အများဖြစ်ကတော့ခလေးရဲ့ဝေယဝစားကိုပဲလုပ်ပေးရပါတယ်စရိတ်နေပေါ့နော်နိုင်ရက်က4ရက်မနာဆိုဒီခ900ပါပေးပါရှင်နောက်တနေရာကတော့အလုံးနဲ့လူကိုကြီးပေါ့နော်လာစာ14000ကနေ15000ပေါ့နော်နေရာကတော့စံလုံးမချမရှိတယ်ရှင်ခေမင်းသားစုကတော့3ယောက်တလေးဆက်မရှိပေါ့နော်လူကိုတယောက်ရှိပါတယ်လူကတော့တက်85နှစ်အဲ့ဒါကတော့ကင်ဆာယောဂဖြစ်တာပေါ့နော်ဒါပေမဲ့ဆေးရုံတွေပါတယ်တော့ခါကြရင်လူကိုနောက်လိုက်ပေးရမှာပေါ့နော်နောက်ပြီးတော့သူကိုစားဖို့အတွက်ဟင်းနေပပါလေးလောက်ချက်ပေးရပါတယ်ဆေးရိတ်နေပါနိုင်ရက်က4ရက်မနောက်ဆိုဒီခ900ပါပေးပါရှင်ကဲအခုမိပြောနေတဲ့အလုပ်ကိုစိတ်ဝင်စားလို့ဆိုရင်ကျလန်စစ်စနစ်ရုံမှာလာစမလို့ရပါတယ်ရှင်